ကတော့ဒါ Quebec ကstation ကိုရောက်နေပါပြီဒါ Quebec ကလက်မှတ်ဝယ်ပြီးတော့ Quebec ကစီးမှာဖြစ်ပါတယ် Quebec ကစီးကြမယ် let's go အမကတော့ကြိုပြီးတော့မဝယ်ထားဘူးသူ့မှာအချိန်ကြီးရှိရယ်အချိန်ကြီးကိုကြည့်ပြီးဝယ်မယ်ခုက10နာရီခွဲဆိုတော့ဘယ်အချိန်နေရမလဲမသိထီးရတော့လိုတယ်နော်အရင်လူများတယ်ဒီမှာ ticket counter ဒီမှာ ticket counter နဲ့ Quebec က ticket manually လည်းဖြတ်လို့ရတယ်လည်းဖြတ်လို့ရတယ် manually ပဲဖြတ်လိုက်မလားကိုကဲလက်မဝင်လိုက်အောင်မယ်ခုချိန်တက်သွားလို့ရှိရင်9နာရီခွဲရက်ဆင်းလာရမယ်ပေါ့နော်ဟိုပေါ်ကနေပြီးတော့အခုကြိုက်တဲ့အချိန်လဲဆင်းလာလို့ရတယ်9နာရီခွဲကတော့နောက်ဆုံးပေါ့စပြီးတော့သွားပါတော့မယ်လူကတော့အရင်များရယ်ပေါ့နော်เย้သွားပါပြီ look around ဗီယက်နမ်ရဲ့ Quebec ကားတွေကတော့စာပါမှာလဲမိုက်တယ်ပြန်လာပါတယ် I miss your touch your ways your laugh it was perfect and I think about it a lot it's alright it's alright it's alright I love you forever your skin was so soft and your face so lovely I still see it and I know it'll be gone and I'll be gone ရှောက်လေလိုက်ပါဦးမရှင် and it'll be gone it's alright အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့3ရက်မြောက်ဒါဆန်ဝေါ်ဟုံတုံဆိုတဲ့နေရာလေးကို Quebec ကစီးပြီးတော့လာတာပါ Quebec ကမိနစ်20လောက်စီးရတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒါအေရာတို့က Quebec ကစီးလာပါတော့เนาะဒီနားမှာ Quebec က station ပြီးရင်နေကင်းစာကဒီမှာ Mango restaurant မှာ buffet ပါပြီးသား2ယောက်ကိုဘယ်လောက်လဲ2သိန်း3,000 2တန်း3,000 2တန်းနဲ့3သိန်း sorry 2တန်း23သိန်းပေါ့နော်ပြီးရင်ဒီမှာအများကြီး roller coaster တွေရောဒီ water park တွေလည်းအများကြီးရှိတယ်ကြိုက်တယ်လို့လို့ရတယ်ပေါ့နော်ရေကူးခြင်းလည်းကူးလို့ရတယ်ဆော့ခြင်းလည်းဆော့လို့ရတယ်အများကြီးပဲပေါ့နော်ဆိုတော့ okay let's go I miss your touch buffet ကျွေးမဲ့ restaurant ကိုသွားနေရဖြစ်ပါတယ်ဒါကတော့ grill လုပ်နေရတယ်မွေးနေရပဲဒါလားမသိဘူးနော်ကို
ဒါဖြစ်မယ်ထင်တယ်ဟုတ်ပါတယ်ဒီကောင်ကဒီမှာကို open time ကသူက7နာရီကနေ2နာရီခွဲထိစားလို့ရတယ်โอเค2နာရီခွဲထိစားလို့ရပါတယ်ဒါနေ့လည်စားပေါ့နော်နေ့လည်စားလက်မှတ်ဝယ်ထားတာပါလို့ရှိရင်ဒီထဲမှာ buffet စားလို့ရပါတယ်အခုဘိုက်ကမစားသေးဘူးဆိုတော့နည်းနည်းလေးရှောက်ကြည့်လိုက်အောင်မယ် still see it. ဒါရေကစားခြင်းဘောနော်ရေကူးကန်ရှိမယ်ဒီရေလွှာချောစီးတွေရှိမယ် ကလေးရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေရပါတော့ကိုရီးယားတော့ညောင်ငကောမှနေလောင်ပြီးမဲနေရနဲ့လေဟိုရေကူးမဲ့ဒီလိုနေပူမှရေကူးမဲ့အစီအစဉ်တော့မရှိဘူးပုံဒီလေးနဲ့အုံးရေလေးဝယ်တောင်းမယ်ဒါကိုစီစဉ်တာဒီကနေမှဒီ view ကိုပေါ့နော်ကြည့်ချင်တာပေါ့အဲ့ဒါပဲချင်းဖွင့်လဲတော့မသိဘူးတစ်ကတ်တော့ဝယ်ရအောင်မယ်အခုအော်အုံးဒီလေးတွေစီရအောင်တယ် onlyလေးပါရှစ်ဆိုတော့ဒါကြီးစီးစင်လို့လာတာပေါ့နော်ဒါကြီးစီးစင်လို့လာတာရှင်နေကိုအင်းနဲ့ပေါင်းနေဟိုဗီယက်နမ်အုံးကြီးသူတို့ကောင်းတယ်အုံးဒီမှာ expire တိတ်နေကဲတကယ်ဝယ်လာအောင်မယ်ပုံလာလေးရဖို့ဒီစားအထောက်ရတာဘယ်လောက်ပင်မနေလဲဆိုတော့ဘင်းတော့ကြည့်လိုက်ပါဝိုင်းကြီးပတ်တူဝယ်စီးနေတဲ့ဒီဆန်ဝေါ်ရဲ့လှကိုကန်စားမှာဖြစ်ပါတယ်ဝိုင်းကြီးပတ်တူ It's alright. It's alright. I love you forever. When I close my eyes, I can feel you here in a better way. And I know you love me forever. It's alright. It's စီးပြီးဆိုတော့နေကင်းစားစားမယ်အိုက်စားပြီလားနေကင်းစား စားမယ်လေစား โอเคနေကင်းစားစားမယ်12နာရီ10မိနစ်ဆိုတော့ဒါနေကင်းစားစားဖို့အကောင်းဆုံးချိန်ပေါ့နော် miss your touch, your ways, your laugh. It was perfect, and I think about it a lot. It's alright. It's alright. It's alright. I love you forever. Your skin was so soft, and your face so lovely. I still see it, and I know it'll be gone, and I'll be gone, and it'll be gone. It's all
မယောက်ျားကတော့အရင်နေသွားယူနေပါပြီအကျမသွားယူဖို့ပဲလိုရတယ် Okay bye bye You love me forever. It's alright. I miss your touch, your ways, your laugh. It was perfect, and I think about it a lot. It's alright. It's alright. It's alright. I love you forever. Your skin was so ပြန်တော့မယ်ဆိုတာဟိုချို့သူများတွေကတော့ဒါကလေးရှိရဲ့လူတို့ရေကစားခြင်းတွေလူတို့ပါလို့ဆိုလို့ရှိရင်တော့နေခဲ့ကြသေးရပါတော့။ဒါဆိုကေရက9နာရီခွဲနောက်ဆုံးဒီလိုပဲ